ဒီလူဟာကဘာပေါ်မှာအဆူရှားဆုံးနှာခေါင်းကိုပိုင်ဆိုင်ထားသူပါသူဟာသတင်းစာတစ်စောင်ကိုခပ်ဖွားဖွားလေးအနံ့ခံကြည့်လိုက်ရုံနဲ့တင်ဒီသတင်းစာဟာအခုလေးတင်စက်ကရိုက်ပြီးထွက်လာတာဆိုတာကိုချက်ချင်းသိနိုင်ပါတယ်ခဏကြာမှာတော့လက်မှာကြောက်ပတ်တီအစွန်းနဲ့အမျိုးသားတစ်ယောက်လင်းရင်ပေါ်တက်လာပါတယ်အဲ့ဒီလူစီကနေထူးဆန်းတဲ့အနံ့တစ်ခုကိုသူရလိုက်ပါတယ်သူဟာအဲ့ဒီလူနာကိုအသာကပ်ပြီးနောက်တစ်ချိန်ထပ်မံအနံ့ခံကြည့်တဲ့အခါမှာတော့ကြောက်ပတ်တီထဲမှာဖုံးတစ်လုံးပွက်ထားတယ်ဆိုတာကိုရင်းမိသွားပါတော့တယ်သူဟာလင်းရင်မဲစီကိုအေးအေးဆေးဆေးရှောက်သွားပြီးလင်းရင်မှုကိုသွားပြောပြပါလင်းရင်ပေါ်မှာဖုံးတိတ်လာတဲ့သူတစ်ယောက်ပါနေတယ်လို့ပြောလိုက်ပါတယ်လင်းရင်မှုကတော့ဒါကိုမယုံကြည်ပဲခမရဘလူးလို့ဒီလောက်တီချနေတာလေလို့မိတဲ့အခါမှာတော့သူကကျွန်တော်အနံ့ရလို့ဘာလို့ပြန်ဖြေပါတယ်လင်းရင်မှုကသူ့ကိုအယူလို့ထင်နေတာပါအဲဒါကြောင့်သူမှန်ကန်ကြောင်းသက်သေပြဖို့အတွက်ခမရတို့နှစ်ယောက်ခုနလေးတင်လင်းရင်မောင်းကန်းထဲမှာပျော်ပါနေကြတာမဟုတ်လားလို့တူတူလေးပြောလိုက်ပါတယ်လင်းရင်မှုတို့မျက်နှာလေးချက်ချင်းပြတ်သွားပြီးဘာမှပြန်မပြောနိုင်တော့ပါဘူးသူ့ရဲ့အနံ့ခံအာယုံကြောင့်ပဲလင်းရင်ဘောကလူအားလုံးကိုကယ်တင်နိုင်ခဲ့ပါတယ်လင်းရင်စီးပြီးတဲ့နောက်မှာတော့သူ့ဇနီးစီကဖုံးဝင်လာပါတယ်သူတို့သားလေးကျောင်းမှာဆေးလိပ်တောက်လို့အမိဖန်ခံရပြီးကျောင်းအုပ်ကြီးကချက်ချင်းတွေ့ချင်နေတယ်လို့ဆိုပါတယ်သူကျောင်းကိုအပြေးအလွှားသွားခဲ့ပါတယ်ကျောင်းအုပ်ကြီးကခမည်းသားနဲ့တခြားကလေးတွေဂူတောင်းတော့မှာဆေးလိပ်တောက်နေကြတာဒီဆေးလိပ်ဘူးကတက်တယ်ပဲလို့ပြောပါတယ်သူဟာဆေးလိပ်ဘူး